္ဂလာပါရှင်ဆိုတာပါအခုဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်နေတာပဲဖြစ်ပါတယ်ရောက်ရတဲ့အကြောင်းရင်းကလည်းဒီလာမဲ့နှစ်ရှစ်နှစ်ကိုမှအမိုက်စာအကျန်းစာတင်တန်းရေးဖွင့်ဖို့အတွက်လာပြင်ဆင်နေရပဲဖြစ်ပါတယ်ကဲဘာတွေအမိုက်စာပြင်မလဲဆိုတာလိုက်ကြည့်ရအောင်နော်สวัสดีครับปักโปแฮครับ Welcome to สุรศักดิ์ Makeup Class I'm so excited and ready to support you now See you soon Bye bye